A point ရရှိသွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ YG နည်းနည်းလေးရှေ့ကအိမ်လေးနှစ်အိမ်လောက်ထိကိုကတ်တိုးပြီးတော့ဇုံလေးပါလို့ရအောင်မယ်နော် smoke လေးကောက်ပြီးတော့ဒီဘက်အောက်ဘက်မှာ PG နောက်ဆုံးကြံနေခဲ့တဲ့ Honda တယောက်အဆုံးသက်သွားခဲ့တယ်လို့ PG ရဲ့ 17K အိမ်မလေးဖြစ်နေပါအောင်မလားဖြစ်နိုင်သေးတယ်ဆိုပြီးတော့နည်းနည်းလေးလိုက်ရွှေ့ရမယ်ကားလေးနဲ့တော့တောက်လျှောက်တိုးလာဖို့တော့ကြိုးစားနေတော့မယ်ဗျဟုတ်ပါတယ်၄ယောက်ထဲပဲဝင်လာဖို့လုံနေတာအေးတော့တတိတော့ထားတော့မာမယ်နော်အဲနော်တယောက်ကားပေါ်ပဲပြုတ်ချဒီဘက်မှာလည်းရက်ခရောက်ချင်းပဲ3ရက်တစ်ဝက်ကျွန်တော်ဒန်မီယောဆိုရှိနေတဲ့3နဲ့3 3ဆိုတဲ့ဘက်တွေနေဒီမှာစပြီးဖြစ်တယ်ပေးနေခဲ့ပြီးခေတ္တရောက်တော့နောက်ပေးထားနေခဲ့တယ်ချင်းနေတော့ဒန်မီယောစရောက်ပေါ်ပြန်ပြီးတော့ရက်ခအကောင်းဆုံးပဲနောက်ချပေးတိုင်းဒီဘက်ချင်းမှာနောက်ဆုံးကျန်နေခဲ့တဲ့ player mix နဲ့ 1 versus 1တိတ်လုံးမှာခုတ်ထားခဲ့တယ်ချင်းနေတော့ရှင်းပြီးတော့ pick up ပေးဖို့ပါလုံးနေခဲ့ရက်ခရဲ့တိတ်လုံးအောက်မှာမနှော့သွားခဲ့တဲ့ဆုံးknock သွားတဲ့ရက်ခကိုပဲပြန်ပြီးတော့ max အနေနဲ့ကတော့အဆုံးသတ်ပေးထားခဲ့တဲ့ချင်းနဲ့နေတယ်နှလုံးမီနှလုံးနဲ့ itchy တို့ cosby တို့အနေနဲ့ကတော့ပြန်ဝဲပြီးတော့ထိန်းထောက်ပေးဖို့တော့ကြိုးစားထားနေခဲ့တယ်လားလေဖြစ်ပါတယ်11 key တော့လောဆယ်မှာရရှိထားခဲ့တယ်ချက်ပြီးတော့အမှတ်တွေရတော့ယူပြဖို့လိုအပ်နေသေးတယ်ဒီဘက်ဘေးနားနေတော့ YG အသေးအတန်တွေပါလိုက်ပြီးတော့ပြတ်ထောက်ပေးပြီးတောက်လျှောက်ပတ်ပြီးတော့ထိန်းပေးထားနေမှုတွေအောက်မှာ AC ပဲဆိုတော့နောက်ထပ်ကျွန်တော်နေတွေပါပြန်လဲ over ကထပ်ပြီးတော့ဝင်လာဖို့လုံနေခဲ့တဲ့ Max GOA တွေ back over လှမ်းပြီးတော့ pick up ပေးနေခဲ့တာနေတစ်လုံးကျဲချပေးတိုင်း BG နေရာအနေနဲ့ Max ရှိနေခဲ့တဲ့ back over ပြန်ပြီးတော့နေကျဲတိုင်းကွက်တီနဲ့ရောက်မလား Max ကအပေါ်ဆုံးပါပြစ်တင်ပေးနေတဲ့နေတွေကနည်းလေးလွဲနေတယ်ပေါ်ဆုံးမှာရှိနေတဲ့နေရာကိုတို့အနေနဲ့သတိထားပြီးလို့လိုအပ်တယ်လို့ပြောရင်ဒီဘက်မှာလည်း HD ရောက်နေနေကတော့နောက်တစ်နေတစ်လုံးပေါက်စင်းနဲ့ပဲပြစ်ခတ်ဖို့လုံနေခဲ့တောင်းမကန်နေခဲ့တာတွေ့သွားတဲ့ Cosby short can နဲ့ပဲချက်ချပေးတိုင်း Max player Treasury နေခဲ့တဲ့ဘက်ကိုကိုဘက K လေးတို့တွေ့နေရတဲ့ဘက်ကိုပါ YG သေးတဲ့နေတစ်လုံးမီတုံးနဲ့တော့ပြစ်ထောက်ပေးနေခဲ့ BG YG GOA Max အတင်းရတော့တွေ့ရတဲ့အတိုင်းမြန်မာတီ3တင်း Max ကလည်းတယောက်ထဲပဲဆိုတော့တေးကြတယ်ဒီပွဲတော့မြန်မာတင်းတွေရဲ့ chicken ပဲဘယ်တင်းစားမလဲဆိုတာကတော့မသေးခွဲသေးဘူးကျွန်တော်တို့ချက်တော့စောင့်ကြည့်ရအောင်မယ်ဗျာဒါပေမဲ့ K လေးတွက်ကလည်းထင်တောင်ကြီးတော့မလွယ်ဘူးစုံလဲရွှေ့ရမယ့်ချိန်နေဖြစ်နေတဲ့အတွက်ကြောင့်လည်း Molly တစ်လုံးစားတယ်ပြီး Treasury နေခဲ့တဲ့ဘန်ကိုပါလမ်းပြီးတော့ကျဲချပေးတာ Molly damage ကြားထဲမှာ3-1နဲ့ဒီလို open တက်လာခဲ့ရတဲ့ Kelly မလုံးမရတော့ပဲနေပဲဒီဘက်ကနေ YG ထင်းမိတ်ရဲ့အဆုံးသက်ပေးချက်ဒီအောက်မှာပဲပျောက်သွားခဲ့ပြီးတော့ Max နဲ့နောက်ဆုံးကျန်နေခဲ့တဲ့ကောင်လေးတယောက်အနေနဲ့ကလည်းပေါ်တစ်ခေါက်ထဲမှာပဲဆက်လက်ပြီးကြောက်တာအကောင်းဆုံးပဲထိန်းထားနေခဲ့ပြန်တာလေဖြစ်ပါတယ်ခင်ဗျာဟောက်ရှောက်ကျွန်တော် K point နဲ့ရရှိနေခဲ့တဲ့မြန်မာအသင်းတွေ YG နောက်ဆုံးမှာလေ Porter House ဘက်မှာရှိနေခဲ့တဲ့ Chris ဆိုတော့တဲတန်ဖြတ်ချဖို့အတွက်ကိုတော့ပြင်ဆင်နေဒုံးမဲမီဘလင်းတွေတောက်လျှောက်ပြစ်ထည့်ပေးထားခဲ့တာပြင်မယ်လေအရင်ဒီ Freezer လုံချုံသုံးပုံစံနဲ့ရှိနေခဲ့တဲ့နောက်ဆုံး Nate လုံးနဲ့အတူတူပြီးတော့ဆုံးသွားခဲ့နေပြီ Smile ကောင်းမွန်နေခဲ့တဲ့ Nate တွေကြားထဲမှာတော့